တိုင်းကကိုယ့်ကိုချီးကျူးပေးမဲ့သူကိုချစ်တတ်ကြတယ်ဒါပေမဲ့ကိုယ့်ဘဝပိုကောင်းလာစေဖို့အမှန်တရားကိုပြောပေးမဲ့သူကိုတော့လူတိုင်းလက်မခံနိုင်ကြဘူးအထူးသဖြင့်ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့ဘေးမှာမိန်းမတစ်ယောက်ရဲ့ဘေးမှာလူတိုင်းမနေနိုင်ကြဘူးဘာကြောင့်လဲဆိုတော့တမကတင့်ကိုအစဉ်ပြေနေတယ်လို့မလိမ်ဘူးပိုကောင်းလာနိုင်တယ်ဆိုရင်အမှန်ကိုပြောဖို့မကြောက်ဘူးဒီနေ့ထက်မြက်တဲ့မိန်းမတွေဘေးမှာလူတွေဘာကြောင့်မနေနိုင်ရတဲ့အကြောင်းကိုတွေးတောကြံစပြီးရှင်းပြပါရစေဗျဘဟုတုဒစာပေလေးမို့အဆုံးထိနားထောင်စေချင်ပါတယ်ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့ဘေးမှာလူတိုင်းမနေနိုင်ကြဘူးသူမကချော့မြူဖို့ထက်တိုးတက်စေခြင်းနဲ့စိတ်နဲ့စကားပြောတတ်တယ်ချီကျူးဖို့ထက်ပြုပြင်ပေးဖို့ကိုပိုသိတယ်ဒီလိုလုပ်ရင်ပိုကောင်းမယ်ဒီအမားကိုပြင်လိုက်ရင်မင်းဒီထက်အောင်မြင်နိုင်တယ်အဲ့ဒီစကားတွေကအပြစ်တင်ဖို့မဟုတ်ဘူးအနာဂတ်ကိုပိုလင်းလက်စေခြင်းနဲ့စေတနာရဲ့အတန်တွေပါတိုးတက်ခြင်းနဲ့ယောက်ျားတစ်ယောက်အတွက်တော့ဒီလိုမိန်းမဟာလက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်တယ်အောင်မြင်မှုစီအတူတူရှောက်ပေးမဲ့အဖို့ကောင်းတစ်ယောက်ဖြစ်တယ်ဒါပေမဲ့အတ္တကိုအတိထက်ပိုကြီးထားတဲ့သူအတွက်တော့အကြံပေးမှုတိုင်းကအပြစ်တင်တယ်လို့ခံစားရတယ်အင်ကြီးကိုတသက်ရရဝတ်ဖို့ပြောတာကိုငါ့ကိုအထင်သေးနေတာလားလို့မြင်တယ်ငွေကိုစနစ်တကျသုံးဖို့ပြောတာကိုငါ့ကိုဆရာလုပ်နေတာလားလို့ထင်တယ်ဒေါသကိုထိန်းဖို့ပြောတာကိုငါ့ကိုပြောင်းလဲချင်နေတာပဲလို့နားလည်တယ်တကယ်တော့အဲ့ဒီစကားတွေဟာနာကျင်စေဖို့မဟုတ်ဘူးဘဝကိုပိုကောင်းလာစေခြင်းနဲ့စေတနာနဲ့ပြောတဲ့စကားတွေပဲတိုးတက်ခြင်းတဲ့သူကတော့ဝေဖန်ချက်ထဲကသင်ခန်းစာကိုရွေးယူတယ်မတိုးတက်ခြင်းတဲ့သူကတော့ဝေဖန်တဲ့သူကိုပဲရန်သူလို့မြင်တဲ့ပြဿနာကထက်မြက်တဲ့မိန်းမမှာမဟုတ်ဘူးကိုပြောင်းလဲဖို့ထက်ကိုအတ္တကိုကာကွယ်ဖို့ပိုအရေးကြီးနေတဲ့စိတ်ထဲမှာပဲရှိနေတယ်လူတစ်ယောက်ရဲ့တန်ဖိုးကိုသူ့ကိုချီးကျူးတဲ့အချိန်မှာမသိနိုင်ဘူးသူ့ကိုပြုပြင်ပေးတဲ့အချိန်မှာဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကသာသူ့ရဲ့ယဉ်ကျေးမှုကိုဖော်ပြပေးတယ်တချို့လူတွေကကိုယ့်ကိုနူးညံ့စွာချော့မြူပေးတဲ့သူနဲ့အဆင်ပြေတတ်ကြတယ်ဒါပေမဲ့ကိုယ့်ရဲ့ချိုးယွင်းချက်တွေကိုရိုးရိုးသားသားထောက်ပြပေးတဲ့သူနဲ့တော့မကြာခဏအကွာအဝေးတွေဖြစ်သွားတတ်တယ်ဘာကြောင့်လဲဆိုတော့အမှန်တရားဆိုတာနားထောင်ရတာအမြဲမလွယ်ကူဘူးကိုယ့်ရဲ့အားနည်းချက်ကိုမြင်ပေးတဲ့သူကကိုယ့်ကိုနှိမ်ချစေခြင်းလို့မဟုတ်ဘူးကိုယ့်ရဲ့အလားအလာကိုယုံကြည်လို့ပြောပေးတာဖြစ်တယ်ထက်မြက်တဲ့မိန်းမတစ်ယောက်ကလက်တွဲဖို့ကိုယနေ့အတိုင်းပဲရက်တက်နေစေချင်တာမဟုတ်ဘူးမနှက်ဖြန်မှာဒီနေ့ထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေချင်တာသူမရဲ့မေတ္တာကစကားချိုချိုတွေနဲ့ပဲပြည့်နှက်နေတဲ့မေတ္တာမဟုတ်ဘူးတခါတလေတင်းမာတယ်လို့ခံစားရပေမဲ့အဲ့ဒီတင်းမာမှုရဲ့နောက်ွယ်မှာမင်းဒီထက်ပိုကောင်းနိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေရှိနေတယ်လူတစ်ယောက်ကကိုယ့်အမားကိုဖုံးကွယ်ပေးတာထက်ကိုယ့်အမားကိုမြင်အောင်ပြပေးတာကပိုတန်ဖိုးရှိတယ်ဘာလို့လဲဆိုတော့ချီးကျူးမှုကစိတ်ချမ်းသာစေနိုင်ပေမဲ့ပြုပြင်မှုကတော့ဘဝကိုပြောင်းလဲပေးနိုင်တယ်အောင်မြင်ခြင်းတဲ့သူတွေဟာချီးကျူးတန်တွေကြားမှာမပျော်ဝင်ကြဘူးဝေဖန်မှုတွေကြားတဲ့ကသင်ခန်းစာတွေကိုရှာဖွေတတ်ကြတယ်အဆုံးမှာတော့ကိုယ့်ကိုအမြဲကျေနပ်စေမဲ့သူကဘဝကိုမပြောင်းလဲပေးနိုင်ဘူးဒါပေမဲ့ကိုယ့်ကိုတိုးတက်စေခြင်းနဲ့စေတနာနဲ့အမှန်တရားကိုပြောရဲတဲ့သူကတော့ဘဝတစ်လျှောက်လုံးရှားပါပြီးတန်ဖိုးအရှိဆုံးလက်ဆောင်တစ်ခုဖြစ်နေတတ်ပါတယ်ဘဝမှာကိုယ့်ကိုအမြဲချီးကျူးပေးမဲ့သူထက်ကိုယ့်ရဲ့အားနည်းချက်တွေကိုမြင်ပေးပြီးပိုကောင်းလာအောင်တွန်းပို့ပေးမဲ့သူကပိုတန်ဖိုးရှိတယ်အကြံပေးတဲ့သူတိုင်းမမှန်နိုင်သလိုဝေဖန်ခံရတိုင်းလည်းမမှားဘူးဒါပေမဲ့တင်ယူလိုစိတ်ရှိတဲ့သူကတော့ဝေဖန်မှုထဲမှာအခွင့်အရေးကိုမြင်တယ်အထကြီးတဲ့သူကတော့အခွင့်အရေးကိုတောင်စော်ကားမှုလို့ထင်နေတတ်တယ်တကယ်ရင်းချက်တဲ့လူဆိုတာကိုယ့်ကိုချီးကျူးတဲ့အတန်ထက်ကိုယ့်ကိုတိုးတက်စေမယ့်အမှန်တရားကိုနားထောင်ရဲတဲ့သူပဲဖြစ်တယ်အစုံထိနားထောင်ပေးတဲ့အတွက်ကျေးဇူးပါဗျဟုတ်ကဲ့ကျွန်တော်ကန်ကောင်းပါကန်ကောင်းစာပေမှာမေတ္တာပြမျှဝေပါသည်တင်သဘောကျပြီးကြိုက်နှစ်သက်တဲ့ဆိုတင်မိတ်ဆွေသိအောင် share ပေးခဲ့ပါအောင်ဗျ